ဂိမ်းတွေဆော်ရခြင်းမှာဆိုရင်ပထမတစ်ပွဲဆော်တယ်ပြီးတော့ဒုတိယတစ်ပွဲဆော်ပြီးတော့နောက်ထပ်ပွဲတွေအများကြီးဆော့ရကနေပြီးတော့အဲ့ရင်ပြတ်တဲ့အထိကိုဆော့ကြတယ်ပေါ့နော်ဒါကဘာကြောင့်ဖြစ်ရတာလဲပြီးတော့ဂိမ်းတွေကိုရေးဆွဲတဲ့ developer တွေကကြတော့ဘလို့အချက်လက်တွေကိုထည့်ပြီးတော့ရေးဆွဲထားတာလဲဒီဗီဒီယိုမှာလာပြီးတော့ရှင်းပြပေးမယ်ဒီဗီဒီယိုမှာပြောမဲ့ကြောင်ရတွေကကြတော့လေစိတ်ပညာအရာဘလို့အချက်တွေကလူတွေကိုဂိမ်းဆွဲစေလဲဆိုတဲ့အချက်တွေကိုထည့်ပြီးတော့ပြောမှာပါအရင်ဆုံးအနေနဲ့ gain တိုင်းမှာဆိုရင်ပေါ့နော်ဒီ operand condition နဲ့သဘောတရားကိုထည့်ထားတယ် operand condition နဲ့သဘောတရားကဘာကိုပြောတာလဲဆိုရင်တော့ကျွန်တော်တို့ဒီရန်သူတယောက်ကိုကီးလိုက်တယ်ထားအဲ့လိုအချိန်မှာဆိုရင်တော့level တစ်ခုတက်သွားတာမျိုးဒါမှမဟုတ်ဆိုရင်လည်းဒီ level တစ်ခုအောင်ရင်နောက်ထပ်ဘယ်လိုဘူကြီးနဲ့ထပ်ပြီးတော့တွေ့မှာလဲပြီးတော့အဲ့လိုမျိုးတွေပေါ့နော်ဒါကကြတော့ operand condition နဲ့သဘောတရားကိုပြောပြတာဗျာဒီလိုအချက်တွေကပဲကျွန်တော်တို့ရဲ့အုံနှောက်တွေမှာရှိတဲ့ dopamine ကိုလှုပ်ဆော်ရတဲ့ပေါ့နော်အဲ့လိုမျိုး dopamine လှုပ်ဆော်လာပြီဆိုရင်စက်တိုင်းကိုဆော့ကျင်လာတယ်level 1 ပြီး level 2 level 2 ပြီး level 3 level 3 ပြီးရင်တော့ level 4အဲ့လိုကနေပြီးတော့ level ရာနဲ့ချီပြီးတော့ဆော့သွားကြတယ်ပေါ့နော်ဒီမှာထင်သာမြင်သာတဲ့ဥပမာတစ်ခုပေးရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ mobile link တွေဒါမှမဟုတ်ဆိုရင်လည်းPUBG တွေပါလေဆော့တဲ့အချိန်မှာဆိုရင်တော့ဒီလိုသဘောတရားကိုထည့်သွင်းထားတယ်ပေါ့နော်ဥပမာဆိုပါစို့ဒီ level တစ်ခုနိုင်တယ်ပြီးတော့ဒါမှမဟုတ်ဆိုရင်လည်းဘယ်လိုပြောမလဲဒီရန်သူကိုကီးလိုက်ပြီဆိုရင်ချစ်ကန်ရမယ်တို့ပါတော့အဲ့လိုမျိုးသဘောတရားကိုထည့်သွင်းမိထားတယ်ပေါ့နော်ပြောချင်တာကကြတော့ဒီ super damage စနစ်ကိုထည့်သွင်းမိထားတယ်ဗျာနောက်ပြီးတော့ကကြတော့ဒီ signal effect ကိုထည့်သွင်းထားတယ်ပေါ့နော်စိတ်ပညာမှာဆိုရင်တော့ဒီ signal effect ကဘယ်လိုမျိုးပြောတာလဲဆိုရင်မပြီးပြတ်ပဲတန်တရားလေးနေတာကိုပြောတာဥပမာဆိုပါစို့ကိုက game item တစ်ခုဝယ်လိုက်ရတာနောက်ထပ် game item တစ်ခုထပ်ပြီးတော့လိုချင်လာတယ်ပြီးတော့ဒီ enemy တယောက်ကိုနိုင်သွားတယ်ဆိုရင်လည်းနောက်ထပ် enemy တယောက်နဲ့ထပ်ပြီးတော့ fight ချင်လာတယ်အဲ့ဒါကကြတော့ဒီ signal effect ပေါ့နော်ဒီလိုကနေပဲမပြီးပြတ်သေးတဲ့တန်တရားတွေဆက်တိုက်ကိုလေသွားတယ်ပေါ့နော်ကျွန်တော်တို့အလုပ်တွေပါလိုလို့ချင်းရရင်လည်းဒီ signal effect ဆိုတဲ့အရာမျိုးတွေနဲ့ကြုံရတာမျိုးတွေရှိတယ်အဲ့ဒါကြတော့ဘာအောင်ပြောတာလဲဆိုရင်အခုအလုပ်တစ်ခုလုပ်လိုက်ရတာဒီအလုပ်ကပြည့်ပြတ်သွားပြီဆိုရင်တော့ကျွန်တော်ခေါင်းထဲမှာရှိမနေတော့ဒါမှမဟုတ်မပြည့်ပြတ်သေးဘူးဆိုရင်တော့ဒီနေ့ရောညရောခေါင်းထဲမှာရှိပြီးတော့စိတ်ဖိစီးနေတဲ့ပုံစံမျိုးတွေဗျာဒါကကြတော့ဒီ signal effect ရဲ့သဘောတဘာဝကိုပြောပြတာနောက်ဆုံးအနေနဲ့ကကြတော့ဒီ loss aversion ကိုထည့်သွင်းထားတယ်ဆုံးချုံမှကြောက်တဲ့စိတ်ပေါ့နော်ကိုကဒီ item တစ်ခုကိုဝယ်ပြီးတော့ပိုင်ဆိုင်လာတယ်ဆိုရင်တော့ဒီ item တစ်ခုကိုဆုံးချုံမှကြောက်တယ်ဒါမှမဟုတ်ဆိုလဲကိုကဒီ ranking တစ်ခုမှရှိနေတယ်ဆိုရင်တော့ဒီ ranking ကနေပြီးတော့ကျသွားမှကြောက်တယ်ပေါ့နော်ဒါကကြတော့ gain ထဲမှာပဲဒီလို loss aversion ရှိတာမဟုတ်ဘူးနော်ဒီအပြင်လောကမှာလည်းလူတိုင်းမှာ loss aversion ရှိတယ်ဒီဆုံးချုံမှကြောက်တဲ့စိတ်ရှိတယ်ပေါ့နော်ဘယ်လိုမျိုးပြောရလဲဆိုရင်ကိုကပတ်စံတသိန်းရှာတယ်ဆိုပါစို့ဒါမှမဟုတ်ဆိုလဲပတ်စံ10သိန်းရှာတယ်ပတ်စံ10သိန်းရှာတဲ့လူကလည်းဒီပတ်စံ10သိန်းကို social မှာကြောက်တာရှိသလိုပတ်စံတသိန်းရှာနိုင်တဲ့သူကလည်းဒီပတ်စံတသိန်းကိုsocial မှာကြောက်တယ်ပေါ့နော်နောက်ပြီးဒီ loss aversion ရဲ့အကျိုးသက်ရောက်မှုကထင်သာမြင်သာအောင်နောက်ထပ်ဥပမာတစ်ခုနဲ့ပေးရမယ်ဆိုရင်လူတစ်ယောက်ကိုချစ်မိတာပေါ့နော်ကိုကလူတစ်ယောက်ချစ်မိလိုက်ပြီဆိုရင်တော့ဒီလူတစ်ယောက်ကိုထပ်ပြီးတော့ social မှာမျိုးအရန်ကြောက်တယ်ဗျာဒီလိုအရန်ကြောက်တဲ့စိတ်ကပဲကျွန်တော်တို့ရဲ့ဘဝကိုဖျက်ဆီးရပေါ့နော်အခုကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာဆိုရင်လည်း game ကိုဆွဆွဲမြဲမြဲဆော့တဲ့သူတွေရှိမယ်ဒါမှမဟုတ်ဆိုရင်လည်းမဆော့ရင်မနေနိုင်လောက်အောင်ပေါ့နော်အရန်ကိုဆွဲလန်းနေကြတဲ့သူတွေရှိမယ်ဒီပြောသားတဲ့အချက်တွေကကြတော့ပေါ့နော်တကယ်ပဲလူတွေကိုဂိမ်းဆဲစီတဲ့အချက်လားဒါမှမဟုတ်တခြားအချက်တွေရှိတယ်ဆိုရင်လည်းကျွန်တော်ကိုပြောပြသွားပါအောင်ဆိုbye bye